အားလုံးပဲမင်္ဂလာပါဘာမှနဲ့တမီကနေပြန်လဲကြိုဆိုလိုက်ပါနော် finalization ကြောင့်ပြောနေတာဒီ spam တွေရဲ့ပေါ့နော်အသေးစိတ်ကလေးကိုရှေ့ဘက်ဗီဒီယိုမှာပြောခဲ့ပြီးတော့အခုဒီဟာကအဲ့ဒီအသေးစိတ်ကလေးအတွက်ပေါ့နော် nice နောက်ထပ်ဗီဒီယိုအဲ့တော့သူတို့ရဲ့ဒီဒီပုံတွေမှာကြည့်လိုက်ရင်ဒီသူတို့ head ရဲ့ဒီလိုနေရာမှာသူတို့ရဲ့ head နဲ့ tail ရှိတယ်ပေါ့နော် head နဲ့ tail ဒါကတော့ neck ပေါ့သူတို့ရဲ့ neck အပိုင်းနော်တကယ်တမ်းဒီကြရဆိုတော့ neck အပိုင်းကဘယ်လိုရှိနော်ဟိုကတော့နည်းနည်းသေးနေတယ်နော်အဲ့တော့ဒီနေရာမှာသူတို့က nucleus က condensation ဖြစ်နော် condense ဖြစ်ပြီးတော့ပါတာ condensation ဖြစ်ဆိုတော့သူတို့ဒီ trait ကလေး nucleus ရဲ့ direct trait cytoplasm အပိုင်းလေးပေါ့သူ cytoplasm တော့နည်းတော့နည်းဒါပေမဲ့ဒီ trait ကလေးမှာတော့ cytoplasm နည်းနည်းလေးရှိနော်အဲ့ဒီထဲမှာသူက acrosomal region လို့ခေါ်တဲ့ region ရှိတယ် acro ဆိုတာကတော့အဆောင်ပြားကြတယ်လို့ခေါ်တာနော် somal ဆိုတာကတော့အဲ့ဒီထဲမှာသူက granule လေးတွေပါတဲ့နေရာ acrosomal region ဆိုတာရှိတယ်အဲ့ဒီ acrosomal region မှာသူကဒီလို acrosomal granule လေးတွေပါနော်အဲ့ဒီ acrosomal granule လေးတွေကအခုဒီမှာပြလိုက်ရင်ဒီလိုလေးတွေပေါ့ဒီမှာတော့နည်းနည်းအသေးစိတ်တာနော်ဒီလိုအမှုံလေးတွေဒီလိုအမှုံလေးတွေပါ acrosomal granule လေးတွေပါဆိုတော့အဲ့ဒါလေးတွေကသူကတကယ်တမ်းပြောရင်တော့သူတို့က protein တွေနော်တနည်းအားဖြင့် enzyme ပေါ့ enzyme တွေဆိုတာလည်း protein ပဲ enzyme တွေက protein ရဲ့ nature ရှိတယ်နော်protein မုံလေးတွေပေါ့နော် protein တွေပါတဲ့အမှုံလေးတွေပေါ့အဲ့ဒီမုံလေးတွေပါတဲ့ region ကိုဒီ head ရဲ့ဒီ trait မှာလာတွေ့ရအဲ့ဒီ head ရဲ့ဒီ trait မှာအဲ့ဒီ acrosomal region ဆိုတာရှိတယ်နော်အခုဒီမှာပြ acrosomal region လို့ခေါ်တာဒါလေးပေါ့အခုဒီမှာဒီ nucleus ရဲ့အပေါ်မှာဆွဲလိုက်တဲ့ဒီ set ကလေးတွေဆွဲလိုက်တဲ့ဟာပေါ့နော်မြင်ရမယ်လို့ထင်တယ်ဒီမှာနည်းနည်းတော့နေရာလေးပေါ့နော်ဒီ trait လေးအဲ့ဒီမှာသူက နော် acrosomal granule လို့ခေါ်တဲ့ granule လေးတွေပါတယ်ဆိုတော့အဲ့ဒီ granule လေးတွေကအတိအကျဆိုလို့ရှိရင်ဘယ်လိုတွေဖြစ်လာတဲ့ဘာညာတော့ပြောရင်အခုခါမှာကြာနေမှာဆိုလို့ detail နော် detail ဟိုတော့နောက်ဒီဆရာတို့နော်ဒီ foundation လေးရဲ့နောက်ဒီတက်တဲ့ lecture တွေဘာတွေမှာပြောအောင်နော်အခုလောလောဆယ်ကတော့အဲ့ granule လေးတွေကသူ enzyme တွေတိန်းတာအဲ့ဒီ enzyme တွေကနှစ်မျိုးပါအဲ့လိုပဲခဏမှတစ်မျိုးကတော့ acrosin ဆိုတဲ့ enzyme နော်နောက်တစ်မျိုးကတော့ hyaluronidase ဆိုတဲ့ enzyme ပါအဲ့ဒီ hyaluronidase ဆိုတဲ့ enzyme တွေကတော့ဒီအမှုံလေးတွေကနေပြီးတော့သူကဒီ membrane ကိုလာပေါင်းပြီးတော့အဲ့ဒီ hyaluronidase enzyme လေးတွေကဒီလိုမျိုးလေးတွေဖြစ် hyaluronidase ဆိုတဲ့ enzyme လေးတွေကဒီအမှုံကနေပြီးတော့ membrane ကိုလာပေါင်းပြီးတော့ဒီလိုလေးတွေပါနေနော် hyaluronidase လို့ခေါ်တယ်နော်အဲ့ဒီ hyaluronidase enzyme ရဲ့ acrosin enzyme ကတော့ဒီအမှုံတွေထဲမှာအဓိကပါတယ်ပေါ့နော်အဲ့တော့အဲ့ acrosin enzyme တွေပါတဲ့အမှုံတွေနဲ့ဖွဲ့စည်းရလို့ဒီနေရာ acrosomal region လို့ခေါ်ပြီးတော့အဲ့ဒီထဲမှာ hyaluronidase ဆိုတဲ့ enzyme လေးတွေကလည်းဒီ membrane ပေါ်မှာလာပြီးတော့သူကဒီလိုမျိုး membrane ပေါင်းပုံစံနဲ့ရှိဒါတော့မြင်အောင်ဆွဲပြတာနော်ဆိုတော့ဒီ hyaluronidase enzyme တွေကဒီ female ရဲ့ corona radiator cell တွေကိုသူတို့ကဒီ cell တွေကြား bond နေပေါ့နော်ဖြတ်နိုင်စွမ်းရှိဒီ cell တွေကြားမှာဆို bonding နဲ့ချိတ်ထားတယ်ဒါကြောင့်သူကဝိုင်းပြီးနေတယ်အဲ့ဒါဆိုဖြတ်နိုင်စွမ်းရှိတယ်အဲ့တော့အဲ့ဒီဟာလေးတွေကရုပ်တရက်ဒီ activate မဖြစ်အောင်ရုပ်တရက်ဒီကောင်လေးကဒီ enzyme တွေဆိုတာတခုခုနေအခြေအနေပြောင်းသွားတယ်ဥပမာ acidity ပြောင်းတယ်ပေါ့နော် environment တခုခုပြောင်းသွား enzyme တွေ activate ဖြစ်သွားတယ်နော်အဲ့တော့ acidity ပြောင်းတာတို့ပဲဖြစ်ဖြစ်တခြားပေါ့နော်ဒါ acidity ဆို pH ပြောင်းသွားနော် pH ပြောင်းသွားတာတို့ပဲဖြစ်ဖြစ်တခြားပေါ့သူတို့နေကြအရေးတွေကနေပြီးတော့ဒီ concentration တခုခုပြောင်းလဲသွားတယ်နောက်အရေးတစ်ခုချီကိုရောက်သွားတာပဲဖြစ်ဖြစ်ပါဖြစ် enzyme တွေက activate ဖြစ်သွားတယ်နော်အဲ့လို activate ဖြစ်သွားမှဆိုလို့ဒီ enzyme တွေပေါ်မှာသူကဒီ epididymic mix ထဲမှာနေတဲ့အချိန်မှာသူကဒီလို glycoprotein similar glycoprotein ကုတ်ကလေးတွေကိုသူကထည့်ပေးလိုက်တာအဲ့တော့အဲ့ glycoprotein ကုတ်ကလေးကဒီ enzyme တွေကိုလွယ်လွယ် activate မဖြစ်အောင်မဖြစ်တဲ့နေရာမှာမဖြစ်အောင်သူကဒီလိုကုတ်ကလေးတစ်ခုဝန်းရံပေးလိုက်တာဆိုတော့အဲ့ဒီကုတ်ကလေးကို epididymic similar glycoprotein ကုတ်လို့ခေါ်ပြီးတော့အဲ့ဒီကုတ်ကလေးကိုဆရာတို့ကတော့လွယ်လွယ်ပြောရင်အုတ်ထုတ်နော်စပါးနေတော့အုတ်ထုတ်ဆောင်းမယ်ဆိုပြီးတော့အဲ့လိုပြောလိုက်အုတ်ထုတ်ကလေးဆောင်းပေးလိုက်နော်အဲ့ဒီအုတ်ထုတ်ကလေးကသူကတကယ်လိုတဲ့နေရာမှာပွင့်ထွက်သွားရင်ဒီအောက်ကဒီ hyaluronidase enzyme တွေနဲ့ acrosomal region အတွက်သူကပို့ပြီးတော့အဓိပ္ပာယ်ရှိတယ်နော်။နောက်ပိုင်း span တွေကမလိုအပ်တဲ့နေရာတွေမှာ activate တွေဖြစ်နေတယ်နော်။အဲ့တော့ဒီပညာညာထဲမှာသူက activate ဖြစ်လို့ဘာမှမထူဘူး။ဘာဖြစ်လို့လဲဆိုတော့သူ့မှာနော် activate ဆိုတဲ့စကားကတော့ပြောတာပြောတာတကယ်ကတော့ဒါသူ activate ဖြစ်တဲ့ဖြစ်စဉ်ကို capacitation reaction လို့ခေါ်တာ။ဒါပေမဲ့ဒါပြောပြတာပေါ့နော်။ activate ဖြစ်တော့ဘာမှမထူဘူး။ဘာလို့လဲဆိုတော့သူ fertilize လုပ်စရာပစ္စည်းကမရှိဘူး။နော် fertilize လုပ်စရာပစ္စည်းကမရှိတော့သူဒီမှာ activate ဖြစ်စရာအကြောင်းမရှိဘူး။အဲ့တော့ span တန်300ရောက်လာလို့ရှိရင်တို့မှာလည်းအုတ်ထုတ်ကလေးတွေပါလာနော်အဲ့ဒါတိဖို့ဒါပြည့်ရှင်းလိုက်တာဆိုတော့အဲ့ဒီအုတ်ထုတ်ကလေးတွေပါပြီးတော့တို့ဒီထဲကိုရောက်တာနော်တို့ရဲ့ head region ထိပ်ပိုင်းမှာအုတ်ထုတ်ကလေးတွေပါပြီးတော့ head region အဖျားဆောင်ပိုင်းမှာ acrosomal region နေရာမှာနော် acrosomal ကဒါဒီ head region ဒီခုမှုံလေးတွေရှိတဲ့နေရာကိုခေါ်တာဒီအုတ်ထုတ်ကသူ့အတူတက်နော်ဒီအုတ်ထုတ်ကသူ့အတူဒါ similar glycoprotein ကုတ်ဆိုပြီးတော့ epididymis ထဲမှာဒါရတာအဲ့ဒါတက်ဒါဒီမှာဒီ acrosomal region ကိုဘာလို့ရတာဒီ test မှာလည်းမှာတဲကရတာနော်ဒီပြီးတော့ဒီကောင်လေးကဒီထဲရောက်တဲ့အချိန်ကျတော့မှဒီ
epididymis မှာဒီအနက်ရောင်နဲ့ဆွဲထားတဲ့ glycoprotein code cap ကလေးရနော်အဲ့ cap ကလေးဆောင်းပြီးတို့ဒီထဲကိုရောက်တယ်အဲ့တော့တို့ဒီထဲရောက်တော့ဒီပေကတို့ဒီထဲမှာ activate မဖြစ်သေးဘူးအဲ့တော့တို့မှာဒီအုတ်ထုတ်ကလေးပါတယ်နော်အဲ့တဲ့အတွက်ကြောင့်တို့ဒီထဲမှာဘာမှ fertilize လုပ်စရာလည်းမရှိသလိုလုပ်စရာအကြောင်းရင်းလည်းမရှိသလိုလုပ်ဖို့လည်းမလိုနော်အဲ့တော့တို့တန်း300ဒီထဲရောက်ပြီးတော့ဘာဆက်လုပ်ကြမလဲအဲ့ဒါကိုပြီးနော်အဲ့တောင်းသားပြီးတဲ့အချိန်မှာတန်း300ဒီထဲရောက်ပြီးဒီမှာအဲ့အချိန်မှာလဲ ovary ကနေပြီးတော့ဒီလို ovum တစ်လုံးကျွေသွားတယ် ovum တစ်လုံးက plus ဆိုကျွေသွား abdominal cavity ရဲ့ကိုကျွေတယ်နော် plus ဆိုကျွေသွားတော့အဲ့တော့ခုန fertilization ရဲ့ definition ပြောတာအရဆိုလို့ရှိရင်ဒီ male သမီးနဲ့ဒီ female သမီးဟာဒါစုံအောင်နော်စုံအောင်အဲစုံတာ fertilization လို့ခေါ်တယ်အဲ့တော့အခုက male သမီးကဒီကိုရောက်ဗဂျိုင်နာတဲ့ female သမီးက bite တဲ့ကိုခုန်ဆင်းတယ်ဆိုတော့ဘာမှလဲ fertilization ဒါကြောင့်ခုနဆက်စားချင်းမှာပြောတာတိတ်တော့လွယ်လာတာတော့မဟုတ်ဘူးနော် fertilization ဘယ်လိုဖြစ်မလဲပေါ့နော်အဝေးကြီးပဲအဲ့တော့ဒီ fertilization တခုအောင်မြင်ဖို့တော့ကတကယ် fertilization ဖြစ်ရမယ့်နေရာဒီ uterine tube ရဲ့နော် isthmus နော်သူကဒီ uterine tube ကအစိတ်ပိုင်းနေရှိတယ် isthmus တို့ ampulla တို့ပေါ့အဲ့ဒါကိုနည်းနည်းပြောလိုက်အောင်နော် uterine tube မှာသူကဒီနားလေးမှာသူက intramural part ဆိုပြီးတော့ဒီအိမ်နိုင်ငံနဲ့ဝင်ပေါင်းထားတဲ့စိတ်ပိုင်းလေးတစ်ခုပါအဲ့ဒီကိုဆရာတော့ intramural part လို့ခေါ်တယ်ဒီတော့လို့ရှိရင် intramural part ပြီးရင်သူကနည်းနည်းလေးကျင်းတဲ့အပိုင်းလေးတစ်ခုလိုက်လာအဲ့နည်းနည်းလေးကျင်းတဲ့အပိုင်းလေးဆရာတော့ isthmus part မကျင်း anatomy မှာ isthmus နော်အဲ့ဒီ isthmus region လေးပြီးသွားရင်ဒါနည်းနည်းလေးကျင်းတယ်ပေါ့အကြမ်းမြင်ပေါ့နော်HMS region လေးပြီးသွားရင်ဒီနေရာမှာတော့ dilate ဖြစ်သွားတဲ့အပိုင်းလေးပါတယ်နော်အဲ့ dilate ဖြစ်သွားတဲ့အပိုင်းလေးကိုစာအုပ်ဒီမှာဆိုလို့ရှိရင်တော့ဗောနော် dilate ဖြစ်သွားနည်းနည်းလေး dilate ဖြစ်တယ်ဆိုတာလည်းဒီလိုပါဒီလိုနည်းနည်းလေးဒီ HMS တဲ့တိုင်းနည်းနည်းလေးကျေသွားတယ်ပေါ့လို့နော်အဲ့တော့ ampulla လို့ခေါ်ပြီးတော့ဒီနေရာမှာဆိုကြော့ပုံအပိုင်းတစ်ခုဖြစ်သွားတယ်ဒီနားမှာကြော့ပုံကအပိုင်းဖြစ်သွားတယ်နော်အဲ့ဒါကိုကြတော့ဆရာတို့ကနော်ဒီ infundibular အပိုင်းလို့ပေါ့နော်ဒါလေးကိုကြတော့ဆရာတို့ infundibular ပေါ့ဒီနားမှာနေရာမဆန်ဘူး infundibular အပိုင်းလို့ IFUN DI နေရာမဆန်ဘူးနော် PULUM infundibular အပိုင်းလို့ပေါ့ပြီးတော့ဒီမှာသူက fimbriae လို့ခေါ်တဲ့အမြင်ကြီးရှိတယ် infundibular အပိုင်းကတော့ကြော့ပုံကအပိုင်းနော်ကြော့ပုံကအပိုင်းပြီးတော့သူကဒီဘက်မှာ white ထဲကိုသူကဒီလိုအပေါက်တစ်ပေါက်နဲ့ဖွင့်တယ်ပေါ့နော်အပေါက် abdominal ostium လို့လည်းခေါ်တယ် uterine tube အဲ့တော့ပြီးရင် uterine tube ကဒီ uterus bag ကိုလည်းသူကအပေါက်တစ်ပေါက်နဲ့ဆက်တယ်ဒီအပေါက်ကိုကြတော့နော် uterine ostium လို့ခေါ်တာပေါ့နော် uterus bag ကိုပွင့်နေတာ uterine tube ရဲ့အပေါက်နော်ဒါကြတော့ abdominal ostium လို့ခေါ်တာနော်ဆိုတော့တကယ် fertilization ရဲ့ site ကအဲ့ဒီ ampulla နေရာမှာဖြစ်ရဒီ ampulla နေရာမှာ fertilization ဖြစ်ရနော်အဲ့တော့ဒီ ampulla က normal site of fertilization ဆိုလိုတာကအဲ့နေရာမှာဖြစ်ရင်ဒါ normal အဲ့မှာမဟုတ်ဘူးဆိုလို့ရှိရင်သူကတခြားနေရာမှာလည်း fertilization ကဖြစ်ကောင်းဖြစ်နိုင်တယ်အဲ့ဒါဆိုရင်တော့ abnormal site ဖြစ်သွားတယ်နော် fertilization ကတော့ဒီမှာဖြစ်ရင်ဒါ normal လို့သတ်မှတ်အဲ့တော့အခုလည်း normal တင်နေတာဖြစ်တဲ့အတွက်တကယ်တော့ဒီဂမိ female ဂမိနဲ့ဒီဂမိ male ဂမိကဒီမှာလာတွေ့ရဒီမှာလာတွေ့ရဆိုတော့အဝေးကြီးပဲအဲ့တော့ဒီ sperm ရဲ့ site ကိုကြည့်ရင်ဒီနားမှာဒါခက်ကြီးကြီးဆွဲထားတာတကယ်ကတော့ sperm ရဲ့ morphological changes တွေဆရာတို့မတင်ပြတဲ့အခါကျတော့အဲ့ဒီ morphological changes တွေကြားလို့ရှိရင် sperm တစ်ကောင်ရဲ့ဒီအလျားပေါ့နော် sperm တစ်ကောင်ရဲ့ဒီအလျားက65 micron ပဲရှိ micrometer ပေါ့နော်65 micrometer ဆိုတော့တိတိလေးနော်ဒါကဒီမှာကြီးဆွဲပြထားတာပေါ့နော်အဲ့တိတိလေးနဲ့ဒီ ovum ဒီတိတိလေးကဒီမှာရောက်နေတာနဲ့ဒီ ovum လာမဲ့နေရာနဲ့ဒီနေရာနဲ့ဆိုတာအဝေးကြီးပဲသူ cell size နဲ့နှိုင်းယှဉ်လို့ရှိရင်အဝေးကြီးပဲဘာဖြစ်လို့လဲဆိုတော့ तू ကတိတိလေးဖြစ်ပြီးတော့ vagina နဲ့ရောက်လို့တော့ဒီကနေ set တက်ရမယ်ဆို cervix ဖြစ်ရမယ်ပြီးဒီတအိမ်ရဲ့ဒီနော် isthmus တို့ body တို့ဘာလို့ဖြစ်ရမယ်ပြီးတော့ဒီနော် uterine ostium of the uterine tube ကိုဖြစ်ရမယ်ဖြစ်ပြီးတော့ तू ကဒီလိုသွားရမယ်ဒီမှာမှလာတွေ့မှာပြီးတော့ဒီမိကမရလည်းက bite ခုံစင်းတာ bite ခုံစင်းတာတော့ abdominal cavity ထဲကိုပလွတ်ဆိုပြီးတော့ तू ကထွက်သွားတယ်နော်ပလွတ်ဆိုပြီးထွက်သွားတဲ့အခါကျတော့အဲ့ဒီပလွတ်ဆိုပြီးတော့ဒါ तू ကဟိုတခါတည်းဟိုဒီ ovary ကနေပြီးတော့ကြွေကျသွားတာနော်အဲ့ဒါတကယ်ဆိုရင် bite ထဲကိုဟို bite ရဲ့နော် pelvic တို့ဘာတို့တဲကို तू က short ဆင်းသွားမှာဒါပေမဲ့အဲ့ချိန်မှာဒီ infundibular ရဲ့အဆုံးသတ် uterine tube ရဲ့ infundibular အဆုံးသတ်မှာရှိတဲ့ fimbriae လို့ခေါ်တဲ့ဒီအမြင်တွေကဒီလိုမျိုးသူ့ကိုဆွဲခေါ်နော်အဲ့လိုဆွဲခေါ်တဲ့အတွက်ကြောင့်ဒီလိုဆွဲခေါ်တယ်ဆိုတာဒီလိုပေါ့အဲ့လိုဆွဲခေါ်နော်အဲ့တော့ဒီလိုဆရာလက်နဲ့လုပ်ပြအောင်ဒီလိုဆွဲခေါ် fimbriae တွေဒီ fimbriae ရဲ့လည်းအဲ့ရွယ်ချက်နဲ့ပါနော်အဲ့လိုဆွဲခေါ်တဲ့အတွက်ကြောင့်သူက bite ထဲကိုပလုံးဆိုကြာသွားမယ်ဆိုအဲ့ဒီဘက်ကိုသူက sweeping ခေါ်လုပ်ပြီးတော့ခေါ်တဲ့အတွက်ကြောင့်သူကဒီလိုလွယ်နော်ဒီလို fimbriae ရဲ့ action နဲ့ပေါ့နော်ဒီလိုလပါအောင်ဆိုခေါ်တော့အဲ့လိုပေါ့ခေါ်မှာနော်အဲ့မို့သဘောပြလေးကြာနော်ရည်စရာပေါ့နည်းနည်းပြင်းနေမှာဆိုအဲ့လိုခေါ်တဲ့အတွက်ကြောင့်သူအဲ့ဒီထဲကိုရောက်ပြီးတော့ဒီအပေါက်ကိုဖြတ်ပြီးတော့သူက
ဒီ uterine tube ထဲကိုဒါရောက်သွားလိမ့်မယ်နော်များသောအားဖြင့်ပေါ့ဒါပေမဲ့တခါလေရ Lymphedema ရဲ့ action ပါညာမကောင်းရင်သူဗိုက်ထဲရောက်သွားတာလည်းရှိတယ်အဲ့ဒါကြီးဆိုလို့ရှိရင်တော့ပြဿနာတွေရှိတယ်ပေါ့နော်ဒါပေမဲ့များသောအားဖြင့်တော့တာအုပ်ကြွတိုင်းအဲ့လိုမျိုးဒီပေါက်ဝ abdominal ostium ကနေစင်ဒီ tube ထဲကိုရောက်ပြီးတော့ဒီ tube ထဲရောက်လို့ရှိရင်လည်းဒီ tube ရဲ့ lining cell တွေရှိအဲ့ဒီ lining cell တွေမှာသူကဘာလဲဆိုတော့ cilia နော်လေးတွေပါတယ် cilia ဆိုတာဒီမှာဆွဲထားတဲ့အနေလေးနဲ့မြင်ရလားတော့မသိပါဘူး cell တွေရဲ့အပေါ်မှာနော်ဥပမာပေါ့ cell တွေကအမဲနဲ့သူဆွဲထားတယ်ဆိုတော့သူတို့အပေါ်မှာ cilia လေးတွေဆွဲထားနော်အဲ့ cilia လေးတွေရဲ့ sweeping movement sweeping ဆိုတော့တပြက်စီးလဲတယ်လို့လဲတာပေါ့ဒီစီယာလက်နဲ့ပြတယ်အဲ့ sweeping movement နဲ့တို့ကဒီဘက်ကို infundibulum ကနေ ampulla ဘက်ကိုရွေ့နော်အဲ့တော့အခုဒီဟာကျွေပြီးသွားရင် fibria တွေကဆွဲတယ် abdominal ostium ဖြတ်တယ်ဒီထဲမှာရှိတဲ့ sweeping movement of the နော်ဒီ uterine tube lining cell တွေရဲ့ cilia တွေရဲ့ sweeping movement နဲ့ဒါဒီ ampulla ထဲကိုရောက်သွားဆိုတော့ဒီရောက်သွားတဲ့ ovum ကလည်းသူကတက်တန်းက24နာရီပဲအသက်ရှင်တယ် okay fertilization မဖြစ်ခဲ့ဘူးဆိုရင်24နာရီအတွင်းမှာသူကတည်သွားမှာ autolysis ဖြစ်သွားအဲ့တော့ဒီ24နာရီအတွင်းဒီ sperm ကရောက်လာဖို့လိုတယ်နော်ဒီ sperm ကရောက်လာဖို့လိုတယ်အဲ့ဒီ24နာရီနဲ့လာပြီးတော့တတိအောင်ပေးမှပဲဒီ zygote ဆိုတာဖြစ်လို့ရအဲ့တော့အခုကတော့ဒီကြွေကြလာတဲ့ ovum က abdominal ostium ဖြတ်ဒီထဲကိုဘယ်လိုရောက်ပြီး ampulla နေရာဘယ်လိုရောက်လဲဆိုရှင်းပြလိုက်တဲ့ဟာကို oocyte transport လို့ခေါ်တယ်တကယ်တော့ဒါစကားလိုပြောသွားပြီမဲ့ तू ကဒါခေါင်းစဉ်တစ်ခုပြီးသွားတယ်ပေါ့နော် oocyte ကဒီလို transport လုပ်ပြီးတော့ဒီကိုရောက်အဲ့တော့ဒီ oocyte လေး sperm နေခဏခဏပြောရတာအာညောင်းလို့ဒီ oocyte ကိုမင်းသမီးလို့ပြောလိုက်မယ်နော်ခဏခဏ oocyte ဆိုတော့အာညောင်းတာနော်အဲ့တော့မင်းသမီးဒီမှာမင်းသားအဲ့လိုဆိုတော့နည်းနည်းနားထဲမှာမင်းသမီးနဲ့မင်းသားပေါ့နော်အဲ့တော့မင်းသမီးနဲ့မင်းသားဒီမှာမင်းသားနော်မင်းသမီးကတော့ကဲဒီရောက်ပြီဒါ oocyte transport နဲ့ရောက်တာဒီမှာမင်းသားကအဝေးကြီးပဲမင်းသားကဒီမှာအဲ့တော့မင်းသမီးနဲ့မင်းသားကဒီ ampulla နေရာမှာဇပေါင်းကန်းရရမှာဒီလိုလေးပြောရင်နည်းနည်းစာမှာပို့ပြီးတော့နားထောင်ရတာနဝင်ဟိုဖြစ်တာနော်အဲ့တော့ဇပေါင်းကန်းရိုက်မှာတော့ဒီ ampulla နေရာဗမာပြည်ကဗမာကားတွေနဲ့ပြောမယ်ဆိုတော့အင်းအားကံပေါင်ပေါ့လေအင်းအားကံပေါင်မှာပဲဇပေါင်းကန်းတော်ရိုက်တာနော်အဲ့တော့အင်းအားကံပေါင်မှာတော်ရိုက်တာနော်အဲ့တော့အင်းအားကံပေါင် ampulla ကိုသူတို့ဘယ်လိုရောက်လာကြလဲဒါကို oocyte transport နဲ့ sperm transport လို့ခေါ်တယ်နော်နောက်တစ်ခုက oocyte ကလည်းသူကအလုံးကြီးဒီလုံးကြီးကဒီထဲရောက်လာလို့ရှိရင်သူ့ရဲ့ transport မှာ cilia ရဲ့ action လည်းပါတယ်ဒီ uterine tube နိုင်ရန်က muscle တွေရဲ့ညှစ်အားလည်းပါတယ်နော်ညှစ်အားနဲ့ညှစ်တာအဲ့လိုညှစ်လိုက်တဲ့ညှစ်အားလည်းပဲဒါပါတယ်ပေါ့နော်အဲ့တော့ uterine tube နိုင်ရန်က musculature ရဲ့ဒါညှစ်အားပေါ့နော်ညှစ်အားလေးနဲ့လည်းသူကပါတယ်အဲ့တော့ဒီသူရောက်သွားပုံကိုတွေးကြည့်ရင် fibria ရဲ့ action cilia ရဲ့ sweeping movement uterine tube ရဲ့ muscular cord ရဲ့ညှစ်အားအချက်၃ချက်အဲ့ဒီချက်၃ချက်နဲ့သူ ampulla ကိုရောက်သွားနော်ရောက်သွားပြီးတော့24နာရီပဲနေမှာနေပြီးတော့ရင်သူကသူ့ကို fertilize လာမလုပ်ရင်သူက autolysis ဖြစ်ပြီးတော့တည်သွားမှာနော်အဲ့တော့ sperm ကတော့ဒီကနေဘယ်လိုသွားမလဲ sperm လည်းဒီလိုပဲ transport လုပ်ဖို့အတွက် sperm တွေကတော့သူတို့ကိုယ်ပိုင် activity တစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့သူတို့ရဲ့ဒီအမီးပေါ့နော်ဒါသူတို့ရဲ့ဒါအမီးပိုင်းပေါ့သူတို့ရဲ့အမီးပိုင်းဟာလှုပ်နိုင်တယ်နော်ဒီလိုရိုက်ခတ်ပြီးတော့လှုပ်ပြီးတော့သူတို့ကုခတ်သွားလာနိုင်တဲ့သဘောတရားရှိတယ်ကုခတ်သွားလာနိုင်တဲ့သဘောတရားရှိအဲ့ဒါကြောင့်သူတို့အမီးကိုလှုပ်ပြီးတော့ကုခတ်သွားလာဒါအဓိကကတော့အဲ့တော့သူတို့ sperm transport ကတော့အဓိကအရေးကြီးဆုံးကတော့အဲ့ဒီသူတို့ရဲ့အမီ flagella လို့လည်းခေါ်တယ် tail လို့လည်းခေါ်တယ်ကြိုက်တာခေါ်လို့ရအောင်နော်အဲ့ဒီ flagella ရဲ့ activity ကတော့ဒါအဓိကနော်ဒီ flagella activity လောက်ပြီးတော့သူကသူကူးပြီးတော့သွားမှာသူကူးပြီးတော့သွားမှာနော်အဲ့တော့ကူးပြီးသွားတော့ vagina နဲ့သူဒီလိုကူးပြီးသွားမှာအဲ့လိုကူးပြီးသွားရင်ပြဿနာကဒီမှာရှိဒီ cervix မှာသူကပြစ်ချွဲတဲ့ mucus တွေထုတ်ထားတယ်မိမတွေအဲ့ဒီပြစ်ချွဲတဲ့ mucus တွေကိုဖြတ်ဖို့သူတို့တော်တော်ရုန်းကန်ပြီးတော့ကူးသွားအဲ့လိုကူးသွားလို့ရှိရင်ဒီတန်း300တဲ့တချို့ကမကူးနိုင်နော်ဒီ tail activity လှုပ်ရှားတာညံ့တဲ့ကောင်တွေကမကူးနိုင်လို့ရှိရင်တို့ကဒီ vagina ထဲမှာပဲပြန်ပြုတ်ကြပြီးသေးကုန်ကြအဲ့လိုနီးနဲ့တော်တော်များများဆုံးရှုပ်သွားတယ်တော်တော်တန်း tail လှုပ်ရှားမှုကောင်းတဲ့ sperm တွေပဲ cervical mucus ပြစ်ချွဲတာကိုဖြတ်ပြီးတော့အပေါ်တက်အပေါ်ရောက်လာလို့ရှိရင်အပေါ်မှာ uterine tube ရဲ့ဒီနံရံဘေးက muscle ရဲ့ contraction အားတွေပါတယ်နဲ့သူတို့ရဲ့ဆက်လက်ကူးခတ်အားတွေနဲ့သူတို့ဒီအဝအောင်ရောက်တယ်နော်ဒီအဝအောင်ရောက်သွားရင်ဒီထဲမှာရှိတဲ့ နော်ဗာလေ uterus ရဲ့နံရံညှစ်အားတွေနဲ့တူတူဒီဘက်ရောက်လာလို့ရှိရင် uterine tube ရဲ့နံရံညှစ်အားတွေနဲ့တူတူသူတို့ဒီဘက်တော့ရောက်ဒါကြောင့် sperm transport မှာကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒါသူတို့ကအဓိကတော့ flagella activity ပြီးရင် uterus နဲ့ uterine tube ရဲ့ muscular ညှစ်အားတွေနဲ့သူတို့ရောက်တယ်နော်အဲ့ဒါ sperm transport လို့ခေါ်တယ်အဲ့တော့ next video မှာဘယ်လိုတွေ့လဲဆိုတော့အသေးစိတ်ကိုပြန်ပြော